ကျွန်တော် Elon ပြောမယ်ဆိုရင်သူ့ရဲ့မွေးရမြေကိုပြောရပါလိမ့်မယ်သူဟာ1992ခုနှစ်ဇွန်လ28ရက်နေ့မှာတောင်အာဖရိကနိုင်ငံပရီတိုးရီးယားမြို့မှာမွေးဖွားခဲ့ပါတယ်သူ့ရဲ့မိခင်မေယာမတ်စ်ကနေဒါနိုင်ငံသူဖြစ်ပြီးမော်ရယ်နဲ့အာဟာရပညာရှင်တဦးပါဖခင်အာရိုမတ်စ်ကတော့တောင်အာဖရိကနိုင်ငံသားအင်ဂျင်နီယာတဦးပါ Elon Musk မှာကင်ဘယ်ဆိုတဲ့ညီငယ်တဦးနဲ့တိုးစကာဆိုတဲ့ညီမေလက်ငယ်တဦးလည်းရှိပါတယ်Elon Musk ဟာငယ်စဉ်ကတည်းကစာဖတ်ခြင်းကိုအလွန်နှစ်သက်ပြီးအသက်10နှစ်အရွယ်မှာကွန်ပျူတာပရိုဂရမ်ကိုစတင်လေ့လာခဲ့ပါတယ်။အသက်10နှစ်အရွယ်မှာသူရေးသားခဲ့တဲ့ Blaster လို့ခေါ်တဲ့ဗီဒီယိုဂိမ်းကိုဒေါ်လာ900နဲ့ရောင်းချခဲ့ရပါတယ်။ဒါဟာသူ့ရဲ့စွန့်ဦးတီထွင်မှုဘက်ကိုစတင်ခြေလှမ်းခဲ့တဲ့လက္ခဏာတစ်ခုပါပဲ။အထက်တန်းကိုဒေတာခန်ကျောင်းမှာတက်ရောက်ခဲ့ပြီးတဲ့နောက်အသက်19နှစ်အရွယ်မှာကနေဒါနိုင်ငံကိုပြောင်းရွှေ့ခဲ့ပါတယ်။ကနေဒါနိုင်ငံမှာသူ့ရဲ့မိခင်ရဲ့ဆွေမျိုးတွေလည်းရှိပါတယ်။သူဟာကွင်းတက္ကသိုလ်မှာနှစ်ကြာပညာသင်ကြားခဲ့ပြီးနောက်ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ကိုပြောင်းရွှေ့ခဲ့ပါတယ်1998ခုနှစ်မှာယူပဗေဒဘွဲ့နဲ့စီးပွားရေးဘွဲ့နှစ်ခုကိုရရှိခဲ့ပါတယ်နောက်ပိုင်းမှာစတန်ဖို့တက္ကသိုလ်မှာယူပဗေဒဘွဲ့လွန်သင်တန်းကိုတက်ရောက်ဖို့ကယ်လီဖိုးနီးယားကိုပြောင်းရွှေ့ခဲ့ပေမဲ့အင်တာနက်လုပ်ငန်းမှာပါဝင်လုပ်ကိုင်ဖို့အတွက်2ရက်ကြာမှပဲကျောင်းထွက်ခဲ့ပါတယ်1995ခုနှစ်မှာသူ့ရဲ့ညီကင်ဘယ်နဲ့အတူ Zip2 ကုမ္ပဏီကိုတည်ထောင်ခဲ့ပါတယ် Zip2 သတင်းစာတွေအတွက်online လမ်းညွှန် software ကိုထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်1996ခုနှစ်မှာကွန်ပျူတာထုတ်လုပ်ရေးကုမ္ပဏီ Compaq X Zip2 ကဒေါ်လာ300ကျော်နဲ့ဝယ်ယူခဲ့တဲ့အတွက် Elon Musk ရဲ့ဟာအသက်28နှစ်အရွယ်မှာပဲပြီးကရှိတဲ့ငွေကြေးတွေနဲ့2000ပြည့်နှစ်မှာ online ဘဏ်လုပ်ငန်းကိုတည်ထောင်ခဲ့ပါတယ်နောက်ပိုင်းမှာဒီကုမ္ပဏီဟာ X.com ဆိုတဲ့ကုမ္ပဏီနဲ့ပေါင်းစည်းပြီး PayPal ခဲ့ပါတယ်2002ခုနှစ်မှာ Zip2 ကိုဒေါ်လာ1.5ဘီလီယံနဲ့ဝယ်ယူခဲ့တဲ့အတွက်Elon Musk ရဲ့ဟာနောက်ထပ်ဒေါ်လာတန်ပေါင်းများစွာရရှိခဲ့ပါတယ်။ဂျွန်လီကရရှိတဲ့ငွေကြေးတွေကိုအသုံးပြုပြီးElon Musk ရဲ့ဟာ2002ခုနှစ်မှာ Space Exploration Technologies Corporation ရဲ့ရည်ရွယ်ချက်ကတော့အာကာသခရီးသွားလာရေးကိုတက်နိုင်တဲ့ဈေးနှုန်းနဲ့ဖြစ်မြောက်အောင်လှုပ်ဆောင်ဖို့နဲ့နောက်ဆုံးမှာအင်္ဂါကျုံမှာလူသားတွေနေထိုင်နိုင်တဲ့အခြေအနေတစ်ခုကိုဖန်တီးဖို့ဖြစ်ပါတယ်။ Space Exploration Technologies Corporation ပြုနိုင်တဲ့ဒုံးပျံတွေကိုတီထွင်ထုတ်လုပ်နိုင်ခဲ့ပြီးအာကာသထဲကိုကုန်ပစ္စည်းနဲ့ကြောက်တုတွေကိုအောင်မြင်စွာပို့ဆောင်နိုင်ခဲ့ပါတယ်2004ခုနှစ်မှာElon Muskရဲ့ဟာယင်းနှိမ့်မြုပ်နှံသူတဦးအနေနဲ့ပါဝင်ခဲ့ပြီးနောက်ပိုင်းမှာကုမ္ပဏီရဲ့ဥက္ကဋ္ဌနဲ့အမှုဆောင်ရာရှိချုပ်ဖြစ်လာခဲ့ပါတယ်လျှက်စစ်ကားတွေကိုထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီးတဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုနေပါတဲ့ကားတွေကိုလူတိုင်းတက်နိုင်တဲ့ဈေးနှုန်းနဲ့ရရှိနိုင်ဖို့ရည်ရွယ်ပါတယ်လူကြိုက်များတဲ့လျှက်စစ်ကားတွေကိုထုတ်လုပ်ရောင်းချခဲ့ပြီးကမ္ဘာလျှက်စစ်ကားဈေးကွက်မှာဦးဆောင်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်ဒါအပြင် Elon Musk ရဲ့ဟာ2016ခုနှစ်မှာဦးနှောက်နဲ့ကွန်ပျူတာကိုချိတ်ဆက်နိုင်တဲ့နည်းပညာကိုတီထွင်နေတဲ့ကုမ္ပဏီတစ်ခုကိုလည်းတည်ထောင်ခဲ့ပါတယ်။နောက်ထပ်မြေအောက်မင်လောင်ကောင်းတွေကိုတူးဖော်ပြီးမြို့ပြင်ကျော်ပိတ်ဆို့မှုကိုလျှော့ချဖို့ရည်ရွယ်တဲ့ကုမ္ပဏီတစ်ခုကိုလည်းတည်ထောင်ထားပါသေးတယ်။ကြော်ကြားမှုနဲ့ဝေဖန်မှုများElon Musk ရဲ့ဟာသူ့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းနဲ့အနာဂတ်ကိုမျှော်မြင်နိုင်တဲ့အတွေးအခေါ်တွေကြောင့်ကမ္ဘာတစ်ဝန်းမှာလူသိများထင်ရှားတဲ့ပုဂ္ဂိုလ်တဦးဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ကုမ္ပဏီတွေဟာနည်းပညာနယ်ပယ်မှာတော်လှန်ပြောင်းလဲမှုတွေကိုဖန်တီးနိုင်ခဲ့ပြီးကမ္ဘာကြီးကိုပုံမကောင်းမွန်တဲ့နေရာတစ်ခုဖြစ်အောင်လှုပ်ဆောင်နေတယ်လို့ယုံကြည်သူတွေလည်းရှိပါတယ်။တစ်ဖက်မှာလည်းသူ့ရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးဝေဖန်မှုတွေလည်းရှိပါတယ်။သူ့ရဲ့စီမံခန့်ခွဲမှုပုံစံလူမှုမီဒီယာမှာသူပြောဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးဝေဖန်မှုတွေရှိတတ်ပါတယ်။ဒါပေမဲ့သူဟာစွန့်ဦးတီထွင်မှုနယ်ပယ်မှာအင်မတန်သားစာရှိတဲ့ပုဂ္ဂိုလ်တဦးဖြစ်တယ်ဆိုတာကိုတော့ညင်းလို့မရပါဘူး။ Elon Musk ရဲ့ဟာအိမ်ထောင်နှစ်ဆက်တည်ထောင်ခဲ့ပြီးကလေးများပြားလည်းရှိပါတယ်။သူ့ရဲ့ပုဂ္ဂိုလ်ရေးဘဝဟာလည်းမီဒီယာတွေရဲ့အာရုံစိုက်မှုကိုအမြဲခံနေရပါတယ်။အချုပ်အနေနဲ့ပြောရရင်Elon Muskရဲ့ဟာငယ်စဉ်ကတည်းကထူးချွန်ထက်မြက်ပြီးစွန့်ဦးတီထွင်လို့စိတ်ပြင်းပြတဲ့သူတဦးပါသူ့ရဲ့စ조사အားထုတ်မှုတွေနဲ့တီထွင်ဖန်တီးမှုတွေကြောင့်ကမ္ဘာကြီးမှာတိတာထင်ရှားတဲ့အပြောင်းလဲတွေကိုသူဖန်တီးနိုင်ခဲ့ပါတယ်။အာကာသခရီးသွားလာရေးလျှက်စစ်ကားထုတ်လုပ်ရေးနဲ့အခြားနည်းပညာနယ်ပယ်တွေမှာသူ့ရဲ့ခြေရာတွေကိုထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။သူဟာအနာဂတ်ကိုပုံဖော်နေတဲ့ခေတ်သစ်ရဲ့အထင်ကရပုဂ္ဂိုလ်တဦးလို့ဆိုနိုင်ပါတယ်။ဒါကတော့ Elon Muskရဲ့ဘဝအကြောင်းကိုအသေးစိတ်ပြောပြထားတာပါ။ဒီအချက်လက်တွေကသူ့အကြောင်းကိုပုံမသိရှိနားလည်စေလိမ့်မယ်လို့မျှော်လင့်ပါတယ်။